刚给昂刚一心刚给昂刚一心刚ဆိုတာကမြင့်တော့ရှည်တော့ပေါ့နော်အရက်အနေနဲ့ဆိုရင်ရှည်တော့သုံးမယ်အရာဝတ္ထုတွေပါလေဆိုရင်မြင့်တော့လို့သုံးမယ်နော်အဲ့တော့ကိုဒီကောင်းကိုအရာဝတ္ထုနေရာမှာသုံးတာလားအရက်နေရာမှာသုံးတာလားပြန်ပြီးစဉ်းစားအရက်နေရာမှာသုံးခြင်းကောင်းရှည်တယ်လို့ပြန်ဘာသာပြန်မယ်အမအရာဝတ္ထုတွေကိုပြောခြင်းကောင်းမြင့်တယ်လို့ဘာသာပြန်မယ်နော်အဲ့တော့ကောင်းမြင့်တော့ရှည်တော့မီဆိုတာကမီတာကိုပြောတာ1မီတာ2မီတာအဲ့ဒီမီတာနော်မီတာ知道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 ကသိသည်知道သိသည်ကောင်းမြင့်တော့မီတာ知道သိသည်ကောင်း给昂高一心高给昂高一心高毛一米三千米毛一米三千米知一心知得昂当四心道知道弟弟刚米知道米刚那时候都也说话的不记着呀 A နဲ့ B နှစ်ယောက်ရှိမယ် A ရှော A ကပြောတယ်大卫今年多大大卫今年多大大卫ဆိုတာ David ကိုပြောတာဟုတ်လားအဲ့တော့大卫က今年ဒီနှစ်မှာ多大ဘယ်နှစ်လဲ大卫今年多大大卫အသက်ဒီနှစ်ဘယ်နှစ်လဲလို့မေးတာဟော20多岁နော်ဒါအသက်ကိုမေးစဉ်ကိုဒီတိုင်းမျိုးမေးလို့ရတယ်ဒါဒီ SSK1 မှာကြရတယ်ပါခဲ့တယ်ဟုတ်လား大卫今年SSK1 မှာ你今年多大了好啦你今年多大了你几岁了ဒီမှာဒီ大卫今年多大多大လေးပဲ20岁20多岁ဟောစနာပြောတယ်လို့ပဲ20多岁ဆို20ကျော်ပြီနော်20多岁20ကျော်ပြီလားကိုယ့်ရဲ့အသက်ကိုအတိအကျမပြောစင်တဲ့အခါမှာဒါမျိုးလေးပြောလို့ရတယ်20多岁20ကျော်ပြီပြီးတော့ကျတော့နောက်တစ်ခုကထားတော့ကောင်းဟောထားတော့ကောင်းတော့ကညားတာကောင်းကမြက်တာဒီနေရာမှာဆိုရင်အရက်အနေနဲ့တောင်းတာဖြစ်တယ်ထားတော့ကောင်းသူအရက်အရန်ရှည်တယ်ဟုတ်လားသူအရက်ကအရန်ရှည်တယ်ထားတော့ကောင်းသူအရက်အရန်ရှည်တယ်ဟုတ်ပြီနော်နောက်တစ်ခုကကြည်မီပါကြည်တဲ့ဟောကြည်မီပါကြည်ဆိုတော့သူကဘာအနေနဲ့လဲဆိုတော့ကြည်မီဆိုတော့1မီတာပါကြည်ဆိုတော့1မီတာကျော်1မီတာဆိုတော့ 1.80 မီတာကျော်လို့ပြောစတာဟုတ်လားသူရဲ့အရက်ဒီ 1.80 မီတာကျော်တယ်ပေါ့ကြည်မီပါကြည်1.8 မီတာကျော်အဲ့ဒါက你怎么知道这么多啊哦你怎么知道这么多啊那么是နည်းနည်းလေးဒီမိကုံးလေးအမေးစလုံးလေးထည့်လိုက်ဟုတ်လား你怎么知道这么多啊你怎么မင်းဘလိုမျိုး知道သိရလဲ这么多啊ဒီလောက်အများကြီးဟုတ်လားအဲ့တော့သူဒီ A နဲ့ B နဲ့2ရာပေါ့အဲ့မှာ A ကဒီမတို့ကိုလဲတာဝေကိုကြည့်ပြီးတော့မေးနေတာဟုတ်နော်တာဝေရဲ့နှစ်အသက်ဘယ်လောက်လဲအဲ့တော့ B တက်ကဖြေတယ်ပေါ့သူက20ကျော်ပြီနောက်ပြီးတော့ထားတော့ကောင်းသူအရင်မျက်နာပဲဆိုတော့B ကပြန်ဖြေတယ်ရစ်မီပါကျဟုတ်လားသူ့ရဲ့ဒီတာဝေရဲ့ဘာကိုလဲအရက်ကိုတောင်သူပြောလိုက်သေးတယ်ရစ်မီပါကြည့်တဲ့1.8 မီတာကျော်တယ်ဒါကြောင့် A ကဇဝေဇဝါဖြစ်လာပြီ你怎么知道这么多啊မင်းဘာလို့ဒီလောက်အများကြီးသိရတာလဲဟုတ်လားတော့你怎么知道这么多啊မင်းဘာလို့ဒီလောက်အများကြီးသိနေရတာလဲပေါ့他是我同学တဲ့ဟောသူကငါအတန်းပေါ့对吧他是我同学သူကငါအတန်းပေါ့မို့လို့ဒီလောက်သိတာပေါ့ပြောစင်တာ